ဟုတ်ပြီဒီ ProBuff ရဲ့ပုံစံဖွဲ့စည်းပုံကကြတော့ကျွန်တော်တို့ဒီနောက်မှာရှိတဲ့ EDN ရှိမယ်နောက်ထပ်တစ်ခုကကျွန်တော်တို့ဒီမှာဆိုရင် expression plus ဆိုတဲ့ဟာတစ်ခုရှိမှာပေါ့နော်ဒီသုံးခုကိုကျွန်တော်ကပုံစံတစ်မျိုးလေးလှုပ်ဆောင်ထားတယ်ပေါ့နော်ပုံစံတစ်မျိုးလေးထည့်သွင်းထားတယ်ဒီဘက်မှာဆိုရင်တော့ AI ကဘာတွေကို generate လုပ်မလဲဆိုရင်ကျွန်တော်တို့က image ကိုလုပ်ပေးမယ်နောက်ပြီးရင်သူ့ရဲ့ဒီ ProBuff ရဲ့ဒီnet သက်ဆိုင်တဲ့ context ပေါ့နော်content တစ်ခုကိုထုတ်ပေးမယ်ဟုတ်ပြီဒီမှာဆိုရင်တော့ကျွန်တော်ကြိုတင်ပြီးတော့ generate လုပ်ထားတဲ့ content တွေကိုကျွန်တော် cache file အနေနဲ့ဒီ backend မှာပြန်သိမ်းနေပေါ့နော်အဲ့တော့ဟုတ်ပြီဒါ cache ဖြစ်တဲ့အတွက်ကြောင့်မလို့ချက်ချင်းထွက်လာတဲ့ AI generate လုံးမဲ့အချိန်သက်သာသွားသလို credit လည်းအစားသက်သာသွားတယ်ပေါ့နော်ခုနကကျွန်တော်က generate လုပ်လိုက်တဲ့အခါမှာဒီမှာ200ကနေပြီးတော့199ဖြစ်သွားတယ်အဲ့အတွက်ကြောင့်မလို့ credit တစ်ခုလျော့သွားတယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော် ProBuff ကို generate လုပ်တဲ့အခါမှာဒီမှာဆို image ထွက်လာတယ်ပြီးရင်ဒီမှာဆိုရင်အောက်မှာကသူနဲ့သက်ဆိုင်တဲ့ explanation ပါမယ် dialogue ပါမယ် dialogue ကလည်း English Burmese ပေါ့နော်ကြာရပြန်ပြောင်းလို့ရမယ်နောက် usage ပါမယ်ဘယ်လိုအခြေအနေဘယ်လိုနေရာမှာသုံးတယ်လဲနောက်ပြီးရင်သူ့အတွက် vocabulary ပါမှာဖြစ်ပါတယ်ဟုတ်ပြီ vocabulary ကိုလည်းပဲကျွန်တော်တို့ကအတန်장날အတန်နေလဲကျွန်တော်တို့နားထောင်လို့ရမယ်အဲ့တော့ကျွန်တော်တို့သူနဲ့အလားတူတဲ့ EDN တခုကိုကျွန်တော်တို့ generate လုပ်ကြည့်အောင် AI သုံးပြီးတော့ပေါ့နော်ရှေ့ပိုင်းနေရတော့ကြိုတင်ပြီးလုပ်ထားဖြစ်တဲ့ကြောင့်နောက်ပိုင်းကတခုကိုလုပ်ကြည့်လိုက်မယ်ဒါလည်းပဲပြီးနှင်ပြီဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ခုကိုကြည့်အောင်ပေါ့နော်ဘယ်ဟာကမလုပ်ရသေးလဲတော့မပြောတတ်ဘူးပေါ့နော်ဟုတ်ပြီဒီတစ်ခုကနည်းနည်းကြာတယ်ဆိုတော့မလုပ်ရသေးဘူးပေါ့အဲ့တော့ဘယ်လောက်ကြာမလဲဆိုရင်ကျွန်တော်တို့ကcommand ကြီးစက္ကန့်20သို့မဟုတ်15စက္ကန့်အဲ့ဝင်ကျင်တော့ကြာတယ်ပေါ့နော်ကျွန်တော်လုပ်ကြည့်တဲ့အခါမှာအဲ့တော့အရင်ဆုံး text ကို generate လုပ်တယ်အဲ့တော့ text generate လုပ်နေတဲ့အချိန်မှာပဲ background ကနေတော့ image ကို generate လုပ်တယ်ပေါ့နော်အဲ့တော့တပြိုင်တည်းလုပ်တာဖြစ်တဲ့အကြောင်းအရင်ပြီးတဲ့ဟာကကျွန်တော်တို့အရင်လေ့လာထားလို့ရနိုင်တယ်ဟုတ်ပြီဒီမှာပေါ်လာပြီပေါ့နော်အဲ့တော့ text ကကျွန်တော်တို့12စက္ကန့်လောက်ကြာတဲ့အချိန်မှာဒီ image ကကျွန်တော်18စက္ကန့်ဝန်းကျင်လောက်ကြာတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ model က flash ကိုသုံးထားတာဖြစ်တဲ့အကြောင်းမို့လို့နည်းနည်း response ကမြန်ပါတယ်ဟုတ်ပြီဒီမှာဆိုရင်လည်းသူလည်းခုနလိုပဲ image တွေပါတယ်ညာတွေအကုန်ပါတယ်နောက်ဒီမှာဆိုရင် vocabulary တွေပါတယ်피곤하다ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်သုံးတဲ့ audio ပေါ့နော်ဒီ response ပေးတဲ့ audio ကဘာတွေသုံးနေဆိုတာလည်းပဲနောက် video မှာတော့ပြောပြပေးသွားမယ်ပေါ့နော်ဒါကတော့ဒီနေ့နောက်ထပ်ကြည့်ရမယ့်တစ်ခုကကျွန်တော်တို့ဒီ grammar ရှိမယ် grammar လည်းခုနကကျွန်တော်တို့ဒီ learning path ပေါ့နော်ဒီ learning path မှာကျွန်တော်တို့မကြည့်လိုက်ရတဲ့ grammar တွေရှိသေးတယ်ကြိုးနောက်မှလေ့လာရမယ်ဒါပေမဲ့သိချင်နေပြီဒါဆိုရင်ဒီမှာလာပြီးတော့ရိုက်ပြီးတော့ရှာလို့ရတယ် grammar အမျိုးအစားကိုထည့်လိုက်ပြီးတော့ရှာတာ ਨੇ ခုနကဒီ learning path မှာဖော်ပြတဲ့ grammar ပုံစံနဲ့အတူတူပဲရမှာဖြစ်ပါတယ်နောက်တစ်ခုက dictionary ပေါ့နော် dictionary မှာလည်းပဲကျွန်တော်တို့ရှာလို့ရမယ်အဲ့တော့ dictionary မှာရှာဖို့ဒီမှာကျွန်တော်တို့ကြိုတင်ပြီးတော့အရင်က vocabulary ရှာထားကြည့်တဲ့ဟာရှိမယ်ပေါ့နော်အဲ့တော့ vocabulary ကဘယ်လို system မျိုးနဲ့ကျွန်တော်ကပြခိုင်းထားလဲပေါ့ဒီမှာဆိုရင်ကျွန်တော်ကပေါင်မုံနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ကမဟုတ်ဘူးတမားနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော် generate လုပ်လိုက်တယ်ဆိုရင်သူကဆက်တဲ့ဟာကိုပြပေးဖို့အတွက်ကျွန်တော်ကလုပ်ထားတယ်ပေါ့ဒါဆိုရင်ဒီမှာဆိုရင်ပေါင်မုံဂိမ်းမုံဖုတ်တယ်ဒီမှာဆိုရင်မုံနေတဲ့အခါနောက်တစ်ခါချုံမုံမီးဖို့နောက်တစ်စေးတို့နောက်သူနဲ့ပတ်သက်တဲ့ဆက်တဲ့စာကြောင်းတွေပေါ့နော်အဲ့လိုထွက်လာတယ်အကယ်၍သာကျွန်တော်ကဒီမှာတခြားတစ်ခုခုပေါ့နော်ကျွန်တော်ရှာကြည့်မယ်ခုနကဒီကတစ်ခုခုသွားပြီးတော့ copy လုပ်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်ဒါကို copy လုပ်မယ်လုပ်ပြီးရင်ဒီ vocabulary ကိုလာမယ် vocabulary မှာကျွန်တော်ကအဲ့ဒါကို paste လုပ်ပြီးတော့မတူညီတဲ့စလုံးကို generate လုပ်မယ်အဲ့တော့ generate တစ်ခုလုပ်တိုင်းမှာသူက credit တစ်ခုကုန်တယ်ပေါ့နော်ခုနကကျွန်တော် image လုပ်တယ်
text လုပ်တယ်ဆိုတော့199ကနေ190ဖြစ်တယ်ခုကျွန်တော်ကဒီမှာဒီဟိုကို vocabulary ကို generate လုပ်တဲ့အခါမှာကျွန်တော်ခဏနေ196ပြောင်းသွားမယ်ပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ကဒီမှာရှုပ်ထွေးတယ်ဆိုတဲ့စကားလုံးကို generate လုပ်တဲ့အခါမှာဘာတွေထွက်လာလဲဆိုတော့ဒီမှာဆိုရင်ခက်ခဲတယ်နောက်ထပ်ရှုပ်ထွေးတယ်နောက်တစ်ခုရောထွေးနေတယ်နောက်ဒီမှာရှုပ်ထွေးပွေလီတယ်နောက်ရှုပ်ထွေးမှုအလုံးရှုပ်တယ်ခက်ခဲတယ်သူနဲ့ဆက်ဆက်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးတွေကြောင်းလောက်ထားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကတစ်ခုကို 복잡성, နေကြည့်မယ်ဆိုရင် 복잡성. သူရဲ့ sentence ကိုလည်းပဲ 현대 사회의 복잡성은 이해하기 어렵다. သူရဲ့ vocabulary လည်းပါမယ် sentence ကိုလည်းပဲပြမယ်ပေါ့နော်အဲ့တော့သူ့အတွက်က credit မကုန်ပါဘူးသူ့ကိုကကျွန်တော်တို့ကဒီ vocabulary ကဒီဟိုအောင်နားထောင်ရုံနဲ့ credit မကုန်ဘူးပေါ့နော်ဟုတ်ပြီနောက်တစ်ခုက dictionary အဲ့တော့ dictionary မှာကြာတော့လည်းပဲခုနစလုံးကိုပဲကျွန်တော်တို့ search လုပ်ကြည့်မယ်ဒါကတော့ credit တစ်ခုကုန်မယ်အဲ့တော့ကျွန်တော်တို့က vocabulary တို့ dictionary တို့အဲ့ဒါမျိုးကစကားလုံးတွေကိုကြာတော့ကျွန်တော်တို့က admin အနေနဲ့ရောချိုးတင်ပြီးတော့ generate လုပ်လို့မရဘူးပေါ့နော်မရတဲ့အတွက်ကြောင့်မလို့သူက credit စားပါတယ်အဲ့တော့ဒီမှာဆိုရင်သူလည်းပဲ 복잡하다. စကားလုံးရဲ့အတန်အတွက်ပါမယ်သူစကားလုံးရဲ့အတန်အတွက်အသေးစိတ်တွေထည့်ပေးထားတယ်နောက်ပြီးရင် English ပါမစ်နောက်စကားလုံးရဲ့အမျိုးအစားနောက်ပြီးရင်ဆက်တဲ့စကားလုံးဖွဲ့စည်းပုံဒီအောက်မှာဆိုရင်အသေးလေးတွေနဲ့အကုန်လုံးရေးထားတယ်ပေါ့နော်ဒီစကားလုံးတစ်ခုတည်း vocabulary နဲ့ကွာခြားတာကြတော့ vocabulary ကကြတော့စကားလုံးပေါ်ကိုမူတည်ပြီးတော့နောက်တဲ့ symbol ကဆက်စကားလုံးတွေကိုပြပေးပြီးတော့ကျွန်တော် dictionary မှာကကြတော့ဒီစကားလုံးတစ်လုံးလေးကိုပဲအမျိုးစုံဘယ်လိုသုံးလို့ရတယ်လဲဆိုတာကိုပြတာဖြစ်ပါတယ်အဲ့တော့သူ ਨੇ ဒီမှာဆိုရင် 이 문제는 너무 복잡해서 해결하기 어려워요. အဲ့တော့အားလုံးကိုကျွန်တော်တို့ 이 문제는 너무 나타나는 복잡해서 거는? 해결하기 အဲ့ 어려워요. တော့ content ကို generate လုပ်တဲ့အခါမှာပဲ credit စားပြီးတော့ကျွန်တော်တို့ကထွက်လာတဲ့ credit အပေါ်မှာဒီ audio နားထောင်တာကြတော့ credit မစားဘူးပေါ့နော်အဲ့ဒါလည်းပဲနည်းကောင်းတဲ့အချက်ပါဟုတ်ပြီ expression plus ကတော့ခုနက proverb နဲ့ idiom တို့နဲ့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သူမှာကတော့ထွေထူးတိတ်ပြီးတော့ပြောစရာမရှိဘူးသူလည်းပဲခုနကလိုပဲဒါကတော့ချိုတင် generate လုပ်ထားကြည့်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်တန်းပေါ်တယ်ပေါ့နော်အဲ့တော့ expression plus ကကြတော့ကြိုက်တဲ့လောက်ဒီစကားလုံးတွေကိုကျွန်တော်တို့ကဒီမှာဆိုရင်ခေါင်းစဉ်ခွဲတွေနဲ့ကျွန်တော်တို့ထည့်ပေးလို့ရတယ်ဒါဆို newspaper headline အောက်မှာသူနဲ့ပတ်သက်တဲ့ဟာတွေထည့်မယ်နောက် emotion နဲ့ပတ်သက်တဲ့အောက်မှာသူနဲ့ပတ်သက်တာတွေထည့်မယ်အဲ့တော့ဘယ်လိုအကြောင်းအရာပဲလားကျွန်တော်တို့ကခေါင်းစဉ်ခွဲတွေသေးလေးတွေထည့်ပေးရုံနဲ့ကျွန်တော်တို့ကသူနဲ့ပတ်သက်တဲ့ဟာတွေကိုအဆင်သင့်ရမှာဖြစ်တယ်ပေါ့နော်ဟုတ်ဒီမှာ science and technology ကိုကြည့်မယ်ဆိုရင်ဒီမှာဆိုရင် AI နဲ့ပတ်သက်တာကိုကျွန်တော် generate လုပ်ကြည့်မယ်အဲ့တော့သူတို့ credit တစ်ခုကုန်မယ်အဲ့တော့ကျွန်တော်တို့ကဒီ credit API ပေါ့နော်ဒီ API ကကြတော့ကျွန်တော်တို့ကဘယ်လောက်ဈေးကြီးတာကိုသုံးမလဲဘယ်လောက်ဈေးချိုတာကိုသုံးမလဲဘယ်လောက် response မြန်တာသုံးမလဲဒါတွေကတော့ကိုရေးချဲတဲ့အပေါ်မှာမူတည်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ content မှာသူ text ကအရင်ကြားတယ်ပြီးဆိုရင် image ကသူနဲ့ပတ်သက်တာကြားတယ်ပေါ့နော်ဒါဆိုရင် AI နဲ့ပတ်သက်တဲ့အကြောင်းကိုသူကပြန်ပြီးတော့ generate လုပ်တယ်ပေါ့နော်ဒါဆိုရင် 인공지능 기술은 우리의 삶을 더욱 편리하게 만들고 있습니다. ဒါဆိုရင်နယ်ပယ်အသစ်ကစကားလုံးကိုလေ့လာခြင်းလည်းပဲဒီဘယ်နေရာမှာဆိုကျွန်တော်တို့တန်းပြီးတော့မြန်မာဘာသာနဲ့ရောအင်္ဂလိပ်ဘာသာနဲ့ရောနှစ်မျိုးလုံးလေ့လာလို့ရတယ်ပေါ့နော်တပြိုင်တည်းအဲ့တော့အားလုံးကိုအဆင်သင့်ဖန်တီးတာပေါ့နော်ဟုတ်ပြီဒါဆိုရင် back ပြန်သွားမယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီ main page မှာကျွန်တော်အဓိကလေ့လာသူတွေအများစုပေါ့နော်ကျွန်တော်တို့တခုခုပေါ့နော်လေ့လာတဲ့အခါမှာဘာသာစကားနဲ့ပတ်သက်တဲ့တခုလေ့လာတဲ့အခါအများဆုံးလေ့လာတဲ့ tab တွေကိုကျွန်တော်အောက်ဘက်မှာတွဲပေးထားတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကခုနကဒီ open portal မှာကျွန်တော်တို့ဒီမေခွန်းဖြည့်တဲ့အပိုင်းကိုပေါ့နော်ကျွန်တော်တို့နည်းနည်းလေးကြည့်မယ်ဆိုရင်ဒီမေခွန်းဖြည့်ကြည့်တဲ့အပိုင်းမှာဆိုရင်ကျွန်တော်က admin ကနေပြီးတော့ထည့်တဲ့အပိုင်းနဲ့
ကျွန်တော်တို့ AI ကနေ generate လုပ်တဲ့ဒီအပိုင်းဆိုပြီးတော့ကျွန်တော်က2မျိုးထည့်ထားတယ်ပေါ့နော်အဲ့တော့ admin ကကြတော့ဘာတွေကိုထည့်ပေးမယ် AI ကကြတော့ဘာတွေ generate လုပ်မယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင် topic 1 private text ဆိုတာကိုကျွန်တော်ရှင်းတာ admin ကနေပြီးတော့ဟိုထည့်ထားတာမဟုတ်ဘူးပေါ့နော်ဟုတ်ပြီဒီမှာဆိုရင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရွေးလို့ရတယ်ပေါ့နော်ဒါပါတော့သူကတစ်ခုရွေးလိုက်မယ်မှန်တယ်ဆိုရင် correct ဖြစ်မယ် correct ဖြစ်ရတဲ့အကြောင်းကဘာဆိုတာကိုအောက်မှာမြန်မာလိုရောအင်္ဂလိပ်လိုရောရှင်းပြပေးတယ်ပေါ့နော်โอเคနောက်တစ်ခုကိုကြည့်မယ်ဆိုရင်မှားသွားတယ်အဲ့တော့ဖြည့်တဲ့အဖြေကမှားသွားတယ်ဆိုရင်မှားတာဘာကြောင့်လဲနောက်ပြီးရင်အဖြေမှန်ပါလဲပေါ့အဲ့တော့ဒီမှာဆိုအဖြေမှန်ကအပေါ်ကနံပါတ်2ဖြစ်ပြီးတော့အောက်ကမှားတယ်ပေါ့နော်အဲ့လိုမျိုးသွားမယ်နောက်တစ်ခုကဒါဆိုရင်မှန်သွားတယ်ဆိုရင် next သွားမယ်မှန်တယ်ဆိုရင် next သွားမယ်မှားတယ်ဆိုရင်နောက်တစ်ခုအဲ့တော့ဒီ5ခုဖြည့်ပြီးသွားတဲ့အခါမှာ result ကြည့်မယ်ဆိုရင်ကိုကဒီမှာဆိုရင်ဘယ်နှခုရလဲဆိုတာကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့ triangle လုပ်မလား back to menu သွားမလားပေါ့နော်ဟုတ်ပြီ back to menu နဲ့သွားလိုက်တယ်နောက်တစ်ခါဒီမှာဆိုရင် EPS topic brightness ဆိုတာရှိတယ်ပေါ့အဲ့တော့ဒီ topic brightness မှာလည်းပဲကိုက session တစ်ခုစမယ်ဆိုရင် session ထည့်ထားတယ်ဆိုရင်ကိုကနေပြီး listening အပိုင်းလာတယ်ဆိုရင် listening ကိုနားထောင်လို့ရမယ်ပေါ့နော် 2번 문제입니다. ဟုတ်ပြီဒါကတော့ listening နားထောင်တာဖြစ်တယ်ပေါ့နော်ဒါပါတော့ကျွန်တော်တို့ကထည့်လိုက်တယ်မှန်သွားတယ်ဆိုပါစို့အဲ့တော့မှန်သွားတယ်ဆိုရင်ဒါအဖြေမှန်အောင်ပြရတယ်ပေါ့နော်နောက်တစ်ခုဆက်သွားတယ်အဲ့နောက်တစ်ခုဆက်သွားရင်နောက်တစ်ခုလာတယ်ပေါ့အဲ့တော့ဒီမှာဆိုရင်ဒါကတော့ခုန listening ဒါ reading ကျွန်တော် random ပြပေးပါလို့ပြောတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီမှာဆိုရင်မေးခွန်းတစ်ခုလာတယ်အဲ့မေးခွန်းကိုဖြေမယ်ဆိုရင်ဒါပါတော့တစ်ခုဖြေလိုက်မယ်ဒါဆိုမှားသွားပြီအဲ့တော့မှန်တဲ့အဖြေရပါလဲဆိုတာကိုသူဒီမှာပြတဲ့ number D အမှန်တယ်ပေါ့နော်ဆက်သွားမယ်ဟုတ်ပြီမှန်တယ်နောက်တစ်ခုနားထောင်ကြည့်မယ် 1번 문제입니다. အဲ့လိုနားထောင်မယ်ပြီးတဲ့ဒီနားထောင်ပြီးရင်တစ်ခုရွေးလိုက်တယ်မှားသွားတယ်ဆိုရင်ဆက်သွားမယ်အဲ့တော့ဒါလည်းမှားတယ်ဆက်သွားကြည့်မယ်မှန်သွားပြီဆက်သွားမယ်ဖတ်မယ်အစားဆုံးဖတ်မယ်ရွေးမယ်ပေါ့နော်ဟောမှန်သွားပြီအဲ့ဒါဆိုရင်ဆက်သွားမယ်ဒါဆိုရင်ဖတ်မယ်နောက်တစ်ခုမှားသွားပြီဒီလိုနဲ့ကျွန်တော်တို့ကတစ်ခုပြီးတစ်ခုဒီမှာဆိုရင်ကတ်တွေကိုရွေးလို့ရမယ် response ကလည်းပဲအရှမ်းမနေဘူးပေါ့နော်အဲ့တော့ audio ပဲဖြစ်ဖြစ်ဟိုပဲဖြစ်ဖြစ်ဒါမြန်တယ်ပေါ့ဟုတ်ပြီနောက်တစ်ခုကဒါဆိုရင်ကိုကသူတတ်မှတ်ထားတဲ့အရေးအတွက်ကိုမရောက်ဘူးပေါ့နော်ဒီ 80% ကိုမမှန်ဘူးဆိုရင်ဒါကတော့ session က fail ဖြစ်သွားမှာပေါ့နော်အဲ့တော့ session fail ဖြစ်တဲ့အခါမှာ triangle လုပ်မလားဒါမှမဟုတ်ရင်လည်းပဲ menu ကိုပဲပြန်သွားမလားပေါ့နော်ဒီလိုဘိုင်းနေလောက်ထားတယ်ပေါ့နော်ဒီတော့ကျွန်တော်ကဒီမှာဆိုရင် topic 1နဲ့ topic 2ဆိုပြီးတော့ကျွန်တော်ကထည့်ကြည့်ရပေါ့နော်အဲ့တော့ထည့်ကြည့်တဲ့အခါမှာဒီ content တွေက AI ကို generate လုပ်ဖို့အတွက်ထည့်ထားတယ်နောက်တစ်ခုဒီကတော့ခုနလုပ်တဲ့မေးခွန်းတွေကကြတော့ဒီ menu ရထည့်ရတယ်ပေါ့နော်အဲ့လိုနှစ်ပိုင်းရှိပါတယ်အဲ့တော့လူကadmin ကမအားဘူးဆိုရင် AI ကိုကြိုပြီးတော့ generate လုပ်ခိုင်းထားပြီးရင်ဒါ content တွေကို editing လုပ်ရုံနဲ့တင်မြန်မြန်ဆန်ဆန်ရောက်တယ်ပေါ့နော်ဒီ topic 1 2သမားတွေကြည့်မဲ့သူတွေအတွက်ဆိုရင်ပေါ့နောက်ခုကကြတော့ဒီအောက်ကလိုမျိုးအသေးစိတ်လိုအပ်တဲ့အပိုင်းတွေ audio လိုအပ်မယ်ဆိုရင်တော့ကျွန်တော်တို့ကကိုယ်တိုင်ထည့်ရတယ်ပေါ့နော်ဟုတ်ပြီဒီမှာလည်းပဲကျွန်တော်တို့ကဒီမှာဆိုရင် download လုပ်နိုင်တဲ့ session တစ်ခုတည်းတဲ့မေကွန်ဟောင်း session ပေါ့နော်ဒါတော့ download လုပ်မပြတော့ပါဘူးဒါတော့မေကွန်ဖြည့်တဲ့အပိုင်းနဲ့ပတ်သက်တာပေါ့နော်ကိုကလေးလာကြည့်တယ်ကိုဘယ်လောက်ကျွမ်းကျင်ပြီလဲဖြည့်ကြည့်မယ်ဒါတွေကမြန်မြန်ဆန်ဆန်တိုးတက်နိုင်တယ်ပေါ့အဲ့လို features လေးတွေထည့်ကြည့်တယ်အဲ့တော့အခက်ခဲရပါတယ်ရှိလဲဆိုတော့ကြတော့အမျိုးစုံပါပဲပေါ့နော်မျိုးစုံဆိုတာကတော့ဒီကျွန်တော်တို့ AI နဲ့ပေါင်းဆက်ရတဲ့အခြေအနေမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲကိုပြောတဲ့အပိုင်းကိုဒီသူလုပ်ပေးတဲ့ဟာကတလွဲတွေဖြစ်တဲ့ဟာပေါ့နော်အဲ့တော့ကိုလိုချင်တာတခြားသူလုပ်ပေးတာတခြားတွေရှိတယ်ပေါ့နော်